မင်္ဂလာပါလေးစားပါတယ်အားလုံးမင်္ဂလာပါပြန်လည်တွေ့ရတဲ့ဝမ်းသာပါတယ်ကျွန်တော်ပြည်သူ့စစ်မှုထမ်းတင်တန်းအပတ်စဉ်20ပေါ့နော်ဒီမိမိဆန္ဒလျောက်ဝင်ခဲ့တာကျွန်တော်တို့ဒီ30ရက်17လ2025မှာကျွန်တော်စူဆောင်းရေးစဝင်နေအဲ့ရနေဆိုဒီနေ့ဆိုရင်ကျွန်တော်3လလောက်တော့ကြာတာပေါ့နော်အခုတော့ကျွန်တော်တင်တန်းဆင်းပြီးဆင်းတာကကျွန်တော်တို့ဒီ3ရက်နေ့ကဆင်းတာဒီကြားထဲမှာကျွန်တော်အုပ်ချုပ်မှုကိစ္စတွေလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုမတင်ပြဘူးပေါ့နော်ဒီနေ့ဗီဒီယိုတင်ရတဲ့ရွေးချက်ကတော့ကျွန်တော်အရင်လို့တင်တန်းသားလည်းမဟုတ်တော့ဘူးဗျာဆိုတော့ကျွန်တော်တို့ဒီကိုပိုင်တရင်တယောက်တဲ့ခါမှာဖုန်းသုံးလို့ရမယ့်အနေအထားကြီးဖြစ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအားလက်တဲ့ချိန်ဒီမှာအရင်လိုပဲနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဆက်လက်ပြောသွားဖို့ရှိတယ်ဒါအပြင်ပြည်သူစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်ပြည်သူလူထုတွေတကယ်တည်တင်ထိထိုက်တဲ့အကြောင်းအရာတွေစောင့်ရန်ရှောင်ရန်တွေကိုကျွန်တော်တေချာလေးပြောပြပေးတော့မှာဖြစ်ပါတယ်ဒီတော့ကြောင့်ကျွန်တော်ဗီဒီယိုလေးတင်ခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတင်တိုင်းမှာကျွန်တော်အကျင့်တစ်ခုရှိတာပါလဲဆိုတော့ကျွန်တော်ကအဲ့လိုကိုကြည့်ရှုတဲ့သူတွေပေါ့နော်တခုခုကျွန်တော် message လေးကျွန်တော်ကြံစီခြင်းနဲ့ဆန္ဒရှိပါတယ်ဒီတော့ကြောင့်ကျွန်တော်ဒီနေ့ message လေးတစ်ခုပေးပါမယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်က the difference between duty and obligation ပေါ့နော်ကျွန်တော်တာဝန်နဲ့ဝတ္တရားရဲ့ကွာခြားချက်ကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်တာဝန်ဒီကျွန်တော်ကအကြမ်းပြပြောမယ်ဆိုလို့ရှိရင်လှုပ်ချင်ချင်းမလှုပ်ချင်ချင်းကျွန်တော်ကလှုပ်ရမှာတာဝန်လို့ခေါ်တာဖြစ်ပါတယ် obligation ဆိုတော့ကျွန်တော်ဝတ္တရားဆိုတော့ကျွန်တော်လှုပ်သင့်လှုပ်ထိုက်တဲ့အရာကိုလှုပ်ချင်းဖြစ်ပါတယ်ဒီ obligation ဆိုတဲ့ဝတ္တရားကကျွန်တော်နှလုံးသားကိုအခြေခံတာဖြစ်ပါတယ် duty ဆိုတော့ကျွန်တော် responsibility ကိုအခြေခံတာဖြစ်ပါတယ်ကျွန်တော်တို့နားလည်ထားရမှာကမြန်မာနိုင်ငံသားပဲဖြစ်ဖြစ်ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ပါကျွန်တော်တို့ကိုကမြန်မာနိုင်ငံသားတယောက်ဖြစ်ပြီဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျွန်တော်ကမဖြစ်မနေလိုက်နာဆောင်ရွက်ရမှာဒီကျွန်တော်နိုင်ငံသားတယောက်ရဲ့တာဝန်ဖြစ်ပါတယ် this is the duty ဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့လှုပ်ချင်ချင်းမလှုပ်ချင်ကျွန်တော်လှုပ်အောင်ဖြစ်ပါတယ်ဒါကိုကျွန်တော်နားလည်ဖို့လိုရတယ်နော်ကျွန်တော်တို့ဒီ obligation ဆိုတဲ့ဝတ္တရားဥပမာပြောမှဆိုလို့ရှိရင်ကျွန်တော်တို့အမေအိုကြီးဒီလမ်းမှာတွေ့လိုက်တယ်ကျွန်တော်တို့ဒီမသွားနိုင်ဘူးเนาะတောင်းစားနေတယ်ကျွန်တော်တို့တက်နိုင်တာလေးကိုလှူတယ်ဒါပေမဲ့အဲ့ဒီလူမျိုးလှူခြင်းမလှူခြင်းကကျွန်တော်တာဝန်လည်းမရှိပါဘူးကျွန်တော်ကမဖြစ်မနေလှူရမယ်လို့လည်းဘယ်သူမှပြောမထားသလိုကိုတကယ်စိတ်ရင်းစေတနာမှရှိရကျွန်တော်ဝတ္တရားရလှူတဲ့တယ်ဒါပထမဥပမာပေါ့နော်ဒုတိယဥပမာတော့ကျွန်တော်တငယ်ချင်းပေါ့နော်တငယ်ချင်းတွေဆိုလို့ရှိရင်လည်းအရင်တော့ကိုနဲ့စိုးတူကောင်းဘက်တွေရှိခဲ့တငယ်ချင်းရှိတယ်အခုချိန်မှာခက်ခဲနေတယ်သူကအကူကြီးတောင်းတယ်မဖြစ်မနေကိုကူညီရမယ်ဆိုတော့ကျွန်တော်တို့ duty တော့မရှိနေဘူးဒါပေမဲ့ကျွန်တော်တို့ဝတ္တရားရှိနေတယ်ဒီတော့ကြောင့်ကျွန်တော်ကူညီရတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကိုကွဲပြားသိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဥစ္စာကိုမဖြစ်မနေလုပ်ရမယ်လုပ်ချင်ချင်းမလုပ်ချင်လုပ်ရမယ်ဘယ်ဥစ္စာကိုကျွန်တော်တို့ကနှလုံးသားကိုအခြေခံပြီးလုပ်ရမယ်ဆိုတော့ကျွန်တော်ကိုကွဲပြားသိတော့မှာဖြစ်ပါတယ်ဒါပေမဲ့ကိုတာဝန်ယူရတဲ့ကိစ္စရက်တွေမှာကျွန်တော် obligation ဆိုတဲ့ဝတ္တရားနှလုံးသားကိုရင်းထားတဲ့စေတနာတို့စိတ်ရင်းအမှန်တို့ထည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ကပြီးပြည့်စုံတဲ့ကျွန်တော်တို့တာဝန်တရက်ကိုကြည်ဝအောင်ထမ်းဆောင်နေသူဖြစ်သွားမှာပေါ့ဗျာကျွန်တော်ကတော့အမှန်တိုင်းပြောလို့ရှိရင်ဒါကိုရည်သွေးပြောတာတော့မဟုတ်ဘူးကျွန်တော်ကတာဝန်ရောဝတ္တရားနှစ်ခုလုံးကိုပေါင်းဆက်ပြီးမှကျွန်တော်ကိုယ်တိုင်ဒါတနိုင်ငံလုံးသိအောင်ကျွန်တော်အချင်းညာကြီးမှကျွန်တော်ဝင်ခဲ့တာဖြစ်တယ်ဒီနေ့တင်တန်းဆင်းပြီးကျွန်တော်တက်ခဲ့တဲ့တင်တန်းကျောင်းကတော့ကျွန်တော်ဘတ်ထူးတက်မျိုးဘိုးတင်တန်းကျောင်းဖြစ်ပါတယ်ကျွန်တော်စရောက်ကနေကဒီကျောင်းကိုကြည့်ပေါ့နော်ဘုံမှုချုပ်မင်းတီဟာနေတကွာနီးပြရီရဆကျွန်တော်ကိုဒီနွေထွေးကြိုဆိုကြတဲ့အတွက်ကျွန်တော်ကျေးဇူးလည်းအများကြီးတင်တယ်ကျွန်တော်ကိုယ်တိုင်လည်းသင်ခန်းစာတွေနောက်ပြီးဆိုလူမှုဝန်ထမ်းတွေအစားကျွန်တော်မခိုမကက်ဖဲနဲ့ကျွန်တော်အားထည့်ပြီးလုပ်ခဲ့တာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တင်နန်းသားတွေနဲ့တကွနီးပြတွေအကြောင်းကြီးအစားအကုန်သိပါတယ်ကျွန်တော်အဲ့လိုမျိုးတင်နန်းသားအကောင့်တယောက်ဖြစ်အောင်ကျင့်ကြံနေထိုင်ခဲ့ပါတယ်ကျွန်တော်မိမပြည်သူတွေနေတဲ့လေစစ်မှုထမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မသိရနားမလဲရရှိလာမေးလို့ရပါတယ်ကျွန်တော်တက်နိုင်သမျှပြောမယ်ကျွန်တော်အားသလိုလည်းဖြေသွားပေးမှာဖြစ်ပါတယ်ပြန်လေတွေ့ရတဲ့ဝမ်းသာပါတယ်ဒီတာဝန်ကြတော့ကျွန်တော်နေပြီးတော့ကြပါတယ်နေပြီးတော့မှကျွန်တော်အသိတော့မရှိဘူးပေါ့ဗျာနေပြီးတော့မှရှိရတဲ့သူကျွန်တော်တွေ့မုံဝဲကြည့်ပေါ့ဗျာနောက်ကျမှတွေ့မယ်လောလောဆယ်တော့ကျွန်တော်တို့လှုပ်ရှားရှိလိုက်လောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်က2025ကစပြီးစူဆောင်းရေးရောက်တာဖြစ်တဲ့ကြောင့်မို့နှစ်သစ်စူတောင်းတော့ကျွန်တော်မတောင်းလိုက်ရဘူးဗျာအခုကြည့်လိုက်ပါကျွန်တော်ကဘာကြီးကလည်းကျမ်းမာကြီးမကောင်းပါဘူးနိုင်ငံရေးချင်းတွေလေးစီးချင်းတွေနဲ့အစစရရကျွန်တော်တို့ဒီအနိဋ္ဌာယုံတွေပဲကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအနေနဲ့ကိုချစ်ပါကိုမိသားကိုချစ်ပါကိုနိုင်ငံကိုချစ်ပါကိုတိုင်းပြည်ကိုချစ်ပါကျွန်တော်တို့ချွတ်တင်ကာကွယ်ပြင်ဆင်ရမယ့်အရာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြင်ဆင်ပါကျွန်တော်ဒါလေးကိုကျွန်တော် message ပေးခြင်းပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်တွေ့ပါမယ်bye bye မင်္ဂလာပါလေးစားပါတယ်